तू ကလည်းတကယ်ချစ်တာနော်ဟိုစာရေးဆရာတကယ်ချစ်ပြီ तू ချစ်တယ်လဲ तू ကမပြောဟိုဘက်ကလည်းမပြောချစ်သူမရောက်ဘဝမရောက်ဘူးဒါပေမဲ့အဲ့မှာပဲ तू ကနာကြီးစိတ်ဝင်သွားပြီဒါငါဘဝကိုဖျက်ဆီးခဲ့တဲ့ငါရဲ့အညိုးတကြီးငါ target ထားတဲ့ရန်သူရဲ့အဲ့ဒီပြီးခဲ့တဲ့အပတ်ကပေါ့နော်ကျွန်တော်တို့ဟိုလက်ထပ်ခွင့်တောင်းနေပြီလက်ထပ်ခွင့်တောင်းတဲ့အချိန်မှာဒီမွေးကသူ့စိတ်ထဲမှာဖြစ်တာပေါ့နော်အဲ့မှာသူ့ခံစားချက်ကိုကျွန်တော်ရေးတဲ့အချိန်မှာသူဒီဘက်ကိုတကယ်ချစ်တဲ့စိတ်နဲ့သူ့အမခိုင်းတာကိုလောက်ရတဲ့စိတ်အဲ့နှစ်ခုလွန်ဆွဲတဲ့ဟာကိုသူရေးတာပေါ့နော်နောက်ဆုံးကျသူ့အမကိုဂရိပေးမယ်ပေးတာပဲငါချစ်တာပဲငါနှလုံးသားကိုအနိုင်ပေးမလားဦးနောက်ကိုအနိုင်ပေးမလားပေါ့နော်ဒါလေးလောက်တယ်အဲ့တော့အဲ့ဒီလိုဖြစ်တာဘယ်ချိန်မှသွားပြီးတော့ဖြစ်တာလဲဆိုတော့ तू အလုံးထွက်လာပြီနော်အလုံးထွက်လာပြီအလုံးထွက်ခါနီးပေါ့နော်ထွက်ခါနီးမှာအဲ့ဒီအကြောင်းကိုစူဇန်သိတာဘာသိသွားတာလဲဆိုတော့ तू ကနာရေးကိုဖတ်လိုက်တာနာရေးတစ်ခုတွေ့တာအဲ့ဒီနာရေးမှာကဘာပါလာလဲဆိုတော့အဲ့ဒီစာရေးဆရာရဲ့အကိုအဲ့စာရေးဆရာအကိုနဲ့အဲ့စာရေးဆရာနာမည်ပါလာတော့သူတို့ဖေးသေးတာသူတို့ဖေးသေးတော့အဲ့နာရေးသတင်းစာထဲမှာပါလာတော့မှအဓိကအဲ့ဒီစာရေးဆရာရဲ့အကိုနဲ့အဲ့ဒီစူဇန်နဲ့ဇလန်ဖြစ်ခဲ့ဘူးတဲ့တက်တော့မှာဖြစ်ခဲ့ဘူးလေဆိုတာအဲ့ဒီမှာဘာ character ရေးထားလဲဆိုတော့အဲ့ဒီအကိုလို့တဲ့သူကလည်းသူကတထေးသားဆိုတော့သူမရရအောင်ယူကျင်အောင်မရရအောင်ယူတတ်တဲ့ဇေယျနော်ဟိုကမလေးကလည်းမချစ်ဘူးစူဇန်မချစ်တော့ညင်းတော့ခတ်တိုးပြောမယ်ဆိုလို့ရှိရင်နောက်ဆုံးကြတော့အဲ့ဒီစူဇန်ကလုံးဝအပြတ်ညင်းလိုက်ပြီးတော့အတွေ့အထိမခံတော့ဘူးပေါ့နော်တကယ်ချင်းဘဝပါအကုန်ဖြတ်ပလိုက်တယ်တကယ်ချင်းဖြတ်လိုက်တယ်ဖြတ်လိုက်တဲ့မှာဟိုကောင်ကခံစားပြီးတော့နောက်ဆုံးကြတော့ကားတင်ပြေးတယ်ကောင်မလေးကိုကားတင်ပြေးတယ်ကောင်မလေးကိုကားတင်ပြေးပြီးတော့အဲ့ဒီကောင်မလေးပထမဆုံးနှလုံးရော attack ရတာအဲ့ကားတင်ပြေးပြီးတော့အဲ့ကားတင်ပြေးတဲ့အိမ်မှာ attack ရတာအဲ့တော့ပိုနာကြီးသွားတာအဲ့နှလုံးကနေမေးလဲသွားပြီဆိုတဲ့အချိန်မှာအဲ့ဒီအင်ရှင်ဖြစ်တဲ့တငယ်ချင်းနဲ့သူ့ကားတင်ပြေးတဲ့ကောင်ကနှစ်ယောက်လုံးကဆေးရုံကြီးကိုတော့ပို့ပြီးတော့လူနာရှင်နာမည်မပေါ်ဘဲနဲ့ထွက်ပြေးသွားကြတယ်ပျောက်သွားတော့မှအဲ့သူ့အိမ်ကနေပြီးတော့ပြန်လာခြင်းပြန်မလာလို့ရဲတိုင်ခတ်တိုင်ဆေးရုံကြီးလာရှာတော့မှဒီသူ့သမီးကိုတွေ့တာအဲ့ဒီအဖြစ်ပြက်အဲ့မှာသူအရန်နာကြီးတော့ကျွန်တော်ဒီကလေးနှစ်ယောက်ဘဝတည်းကသူတို့အဖွားအိမ်ပြန်ရောက်တော့သူတို့အမေကလည်းဆုံးသွားပြီပေါ့နော်အဲ့ဒီအချိန်မှာသူတို့အမေရဲ့ညီမအဲ့ရွှေမော်တော်ကိုခေါ်သွားပြီးတော့ခုနအကြောင်းကိုရှင်းပြတာရာဇာတွေကဒီလိုဘောလုံးချန်တော့ရာဇာတွေကတယောက်အဲ့လိုဖြစ်တယ်ဆိုတဲ့အကြောင်းကိုရှင်းပြတော့အဲ့ဒီကောင်မလေးကစူဇန်ငယ်လေးတွေကသူကတနေ့လူတယောက်ကိုသူတိတ်ပုံးလာတဲ့အချိန်ကြလို့ရှိရင်ငါဒီမှာလာပြီးတော့ဆူတောင်းမယ်ဆိုပြီးတော့သူကအဲ့ဒီမှာအဲ့ဒီသူ့ကိုကားတင်ပြေးတယ်သူအဲ့မှာယောဂအရန်ကြီးသွားပြီးတော့ attack ရသွားပြီးတဲ့နောက်မှာသူအဲ့မှာဆူတောင်းတာအဲ့ဒီကောင်သို့မဟုတ်အဲ့ဒီကောင်ရဲ့အမျိုးအနွယ်မှန်သမျှကိုကြုံတယ်လို့လက်စားခြေခွင့်ရပါစေဆိုဆူတောင်းလိုက်တယ်အဲ့ဆူတောင်းလိုက်တော့မှ तू ကလည်းတကယ်ချစ်တာနော်ဟိုစာရေးဆရာတကယ်ချစ်ပြီ तू ချစ်တယ်လဲ तू ကမပြောဟိုဘက်ကလည်းမပြောချစ်သူမရောက်ဘဝမရောက်ဘူးဒါပေမဲ့အဲ့မှာပဲ तू ကနာကြီးစိတ်ဝင်သွားပြီဒါငါဘဝကိုဖျက်ဆီးခဲ့တဲ့နော်ငါရဲ့အညိုးတကြီးငါ target ထားတဲ့ရန်သူရဲ့ညီပါလားဆိုတာမျိုးသူ့စိတ်ထဲဝင်သွားပြီးတော့ဒီကောင်ကလေးသားချေရမယ်ဆိုတဲ့အထက်မှာဟိုကောင်သင်္ဘောလိုက်ပြီးပြန်သွားပြီနိုင်ငံသားထွက်သွားပြီအဲ့ခါသင်္ဘောပဲလိုက်လို့ရတယ်နိုင်ငံသားထွက်ချင်အဲ့တော့ဒီကောင်ကအမှုတွေဖြစ်တရားပဲဆွဲမှာဆိုလို့ဒီကောင်ကျောင်းမှာဆက်မတက်တော့ဘူးကျောင်းကပါထွက်ပြီးတော့သူ့မိဖေကနိုင်ငံသားလှုပ်ပလိုက်အဲ့အပိုပြီးနာသူ့ကိုကားတင်ပြေးတာကိုမနာဘူးဟိုအဲ့ကျွန်တော်ကအဲ့မှာဘာပါလဲဆိုတော့ဗျအဲ့ရာဇာဒရစ်ရေးတော်ပုံထဲမှာပဲနော်ဒီတမိန်ဗျန်းနဲ့နောက်ပြီးတော့မင်းရဲကျော်စွာနှစ်ယောက်လုံးတိုက်ပွဲမှာကြတဲ့အချိန်မှာနော်မင်းရဲကျော်စွာကိုလည်းရာဇာဒရစ်ကနေပြီးတော့နော်
ငါစိတ်ကူပေးမယ်ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်ဆိုတော့ဘာမှလက်မခံနိုင်တဲ့အသေးခံသွားတယ်ဟိုသမင်ပြန်ကလည်းပဲအဲ့လိုမျိုးအသေးခံသွားတယ်အဲ့မှာသူကသူ့အဖေနဲ့ရှင်ပြီးတော့ဘလောက်ယောက်ျားပြီးသားလဲနော်ဟိုသမင်ပြန်ဆိုဘာပြောလဲဆိုတော့ငါအရှင်သခင်တူရဲ့ထမင်းကိုပဲငါစားမယ်နော်ကြံတဲ့သူရဲ့ထမင်းငါဖိုက်တယ်ဘယ်တော့မှအဝင်မခံဘူးအဲ့လိုမျိုးပြောတာသူအရန်သဘောကျတယ်အဲ့လိုယောက်ျားပြီးသားယောက်ျားစိတ်ရှိတဲ့သူတွေငါမတွေ့နိုင်တော့ဘူးလားငယ်ငယ်တည်းကသူစိတ်ကူးနေတာအဲ့တော့အဲ့စာရေးဆရာကိုတွေ့တဲ့အချိန်မှာအဲ့စာရေးဆရာရဲ့ဇာတ်ကောင်တွေကိုသူကဝိထုထဲမှာတွေ့ပြီးတော့အရန်သဘောကျပြီးအဲ့ဇာတ်ကောင်ကို crazy ဖြစ်တာအမှန်တော့သူ့နဲ့ຫນွယ်ပြီးတော့ပေါ့နော်အဲ့ဇာတ်ကောင်တွေကိုဖန်နီးတဲ့စာရေးဆရာအဲ့လိုဖြစ်မလားဆိုပြီးတော့သူကစပြီးစိတ်ဝင်စားတာဒါပေမဲ့ဟိုကောင်ကစိတ်ဝင်စားဘူးသူပြိတ္တပဲအဖြစ်ပဲတရင်တနီဆက်ဆံတယ်အဲ့မှာတော့ကိုအခုကြံဆက်ရန်သူဖြစ်သွားပြီရန်သူဖြစ်သွားပြီဆိုတော့အဲ့ဖြစ်သွားပြီဆိုတဲ့အချိန်မှာသူကိုယ်တိုင်ဘာမှလုပ်လို့မရတော့ဘူး။ तू ကဆေးရွာအနားယူခိုင်းတဲ့အတွက်နော်အိမ်ပြန်ရောက်ပြီသူညမကိုအကူကြီးတောင်းထားပြီ။တောင်းထားတော့ဟိုညမကလည်းပဲဒီဆိုင်ဆရာနားမလဲတာသူ့ကိုဘာလို့ညင်းလဲဆိုတော့နားမလဲဘူး။လက်ထပ်ဖို့ပြောတိုင်းအဲ့စကားကိုကိုယ်ပတ်ရှောင်ပြီးတော့ဘယ်တော့မှဟိုလည်းမဖြစ်ဘူး။နောက်တဖြည်းဖြည်းနဲ့သူ့ကိုခွာတာပေါ့နော်။နည်းနည်းခွာတယ်ဒီဘက်ကဆိုင်ဆရာအဲ့မှာအသေးအံဖြစ်နေပြီးတော့သူကခွာတယ်အဲ့ခွာတဲ့အချိန်မှာနောက်ဆုံးကျတော့ဒီကောင်မလေးဆိုတာအဲ့ဒီဟိုတည်းကပါမှုေးပေါ့နော်အဲ့မှုေးကသူလက်ဆက်သိမ်းခံနိုင်တော့ဒီကိစ္စကြီးကဒီတိုင်းရေရှည်ကြီးဆိုရင်မဖြစ်တော့ဘူးဆိုပြီးတော့မှသူကအဲကနေပြီးတော့ထွက်သွားတော့မယ်ဆိုပြီးတော့သူကြောင်းနေပါလေပြီးသွားပြီကြောင်းနေပါပြီးသွားတဲ့အချိန်မှာသူတကယ်ချင်းတွေစီသွားလဲမယ်ဘာညာဆိုပြီးတော့အေးုံပြောပြီးတော့သူလေရင်ခွင်းကိုထွက်သွားတယ်လေရင်ခွင်းရောက်တော့အဲ့ဒီစာရေးစာစီကိုဖုန်းဆက်ဖို့ကြိုးစားရတယ်ပေါ့နော် public phone နေပြီးကြိုးစားတဲ့အချိန်မှာဖုန်းနားရောက်တော့အဲ့ဒီစာရေးစာနဲ့ဝေးအောင်ပြေးတဲ့သူကအဲ့ဒီစာရေးစာကိုဖုန်းဆက်ပြီးအကြောင်းကြားလို့ဆိုရင်ငါစိတ်တက်လောက်ဒါစိတ်နှစ်ခုကိုကျွန်တော်ရေးချင်တာငါဒီလောက်အပြောညံ့တာလားဆိုသူပြန်တင်းပြီးတော့အဲ့တကယ်ချင်းသူစာရေးဆရာရဲ့တကယ်ချင်းစီကိုလမ်းဆက်လိုက်တယ်ရှင်းတကယ်ချင်းမေးလို့ရှိရင်ပြောလိုက်ပါဗောကျမကတော့ဘယ်ချက်သွားပြီဗောဟိုလေးစရောက်တော့ဖုန်းဆက်ပြီးတော့သူလင်းစောင့်တယ်အဲ့လင်းစောင့်တဲ့အချိန်မှာပဲဟိုသူအဲ့တကယ်ချင်းကစာရေးဆရာကိုတော့ခေါ်ပြီးတော့အဲ့စာရေးဆရာနေပြီးတော့စာရေးဆရာနဲ့ဟိုသူတကယ်ချင်းတွေကလေးစက်ကိုလိုက်လာပြီးတော့ကောင်မလေးကိုတားတယ်ဒါပေမဲ့ကောင်မလေးကခကြီးကိုလင်းမော်ရောက်အထိထွက်သွားပြီးတော့မှကျွန်တော်နောက်ပိုင်းကိုဘယ်လိုခုနခေါင်းစဉ်ကိုပြန်လို့ကျွန်တော်အဲ့စူဇန်ရဲ့မြန်မာနာမည်ကဝေးတယ်ဟိုကောင်မလေးနာမည်ကမွေဝေးနဲ့မွေးနဲ့ညီမကိုသူကမှတ်ဖို့တင်လုပ်တဲ့အချိန်မှာဝေးနဲ့မလုပ်ဘဲနဲ့ဒီစူဇန်ဆိုတဲ့နာမည်နဲ့စူဇန်နောက်ကအဖေနာမည်ပါမှာပေါ့နော်အဲ့ဒါနဲ့သူကမဖို့တင်လို့တော့ရုံးနေပါတယ်မှာလဲအကုန်လုံးကစူဇန်ပဲသိတယ်သူ့တကယ်အိမ်နာမည်ကဝေးအဲ့ဒါကြောင့်ကျွန်တော်ခေါင်းစဉ်ကိုဝေးရတာလွမ်းမှမြည်ဆိုအဲ့ဒီချိန်မှာကောင်မလေးရဲ့နောက်ဆုံးကသူကောင်မလေး feel ကောင်မလေးကအရန်ယောဂတက်ပြီးတော့သေတော့မယ်သူ့ကြောင့်သူညမလည်းခံစားသွားပြီအဲ့ဒီမှာသူကကောင်မလေးတကယ်ချစ်ပြီးလို့တီးလိုက်တာနဲ့သူ့လက်ကမှအဖြူလေးကိုထုတ်လိုက်ပြီးတော့အဲ့ဒီခုနရေးထားတာပွင့်လင်လဲနန်းပွင့်ရင်နန်းမယ်နော်နွမ်းလင်လဲကောက်6ရင်လဲသိန်းတိန်းညွတ်တွေ့မဲ့ဒီတက်မှာတပွင့်သားလေးဆွဲလန်းနေမည်ဝေးကြွမျက်နှိုးဤအဲ့ခေါင်းစဉ်ကိုအပေါ်ပေးထားတာထာဝရသူ့လည်းရင်းနဲ့ဆော့ပင်ယူပြီးတော့နှစ်လို့သူထပ်ဖြည့်လိုက်တယ်ဟောဆိုဘာဖြစ်သူညမတစ်ဖြစ်သွားပြီသူနှစ်ဖြစ်သွားပြီပေါ့အဲ့ချိန်မှာသူကအဲ့သူညမကိုလည်းပဲမင်းပြန်လာတဲ့အချိန်ကျရင်တော့နော်ငါမင်းကိုတောင်းထားတဲ့ဂရိကိုလည်းငါပယ်ဖြတ်ပေးပါမယ်ပယ်ဖြတ်ပေးပြီးနော်တကယ်လို့ငါ့ကိုမတွေ့ရင်လည်းပဲမင်းလက်ထပ်လိုက်ပါတော့ဘာညာဆိုပြီးတော့အဲ့စာရေးပြီးတော့နောက်ဆုံးညီကုန်းချုပ်လိုက်တော့သူတို့ချစ်သူနှစ်ယောက်ပြန်တွေ့လာတဲ့ဘာတွေကျွန်တော်မရေးတော့ဘူးအဲ့ဒီဝေးရဲ့အုတ်ကူကိုခုနနှင်းစီပန်းစီလေးသွားချပြီးတော့ဘလောက်ဝေးဘဝတွေဘလောက်ပဲခြား
အဲ့နေရာကနေပြီးတော့ပဲလွမ်းနေပါတော့ဆိုပြီးတော့ပန်းစီလေးတင်လိုက်ကျေးဇူးတင်ပါတယ်